ဟေးပဲမဖြစ်မနေကွာရှင်းရမယ်မင်းမျက်နှာကိုတစ်စက္ကန့်တောင်မမြင်ချင်တော့ဘူးနေ့ဘက်မှာကားပြင်တဲ့ညဘက်မှာအငှားရင်မောင်းပြီးမင်းကိုမဟာဖွဲ့တက်နိုင်အောင်သုံးနှလုံးလုံးငါထောက်ပံ့ခဲ့တယ်မင်းပွဲရပြီးပထမဆုံးလုပ်တဲ့အရာကငါနဲ့ကွာရှင်းချင်တာလားအဲ့ဒါနင်ကိုယ်တိုင်လုပ်ချင်လို့လုပ်ခဲ့တာလေအဲ့ဒီအချိန်မှာမိမရဲ့အမေကဝင်ပြောပါတယ်မင်းပုံစံကိုကြည်စံဒီလောက်အသုံးမကျတဲ့လူကငါသမီးနဲ့မတန်ဘူးမြန်မြန်လက်မှတ်ထိုးလိုက်ငါသမီးရဲ့အဖိုးတန်တဲ့လူငယ်ဘဝကိုမနှောက်နေစေနဲ့ရောက်ခမရဲ့သားကလည်းဝင်ပြောပါတယ်ဒီကားပြင်သမားနဲ့ဘာတွေများအချိန်ဖြုံးပြောနေရတာလဲကိုတကူလုံးအင်ဂျင်စီနက်နဲ့အခုကျွန်တော်အမကကုမ္ပဏီကြီးတစ်ခုဝင်ပြီးတဲ့နောက်မှာသူတွေ့ဆုံရတာကတထေးကြီးတွေပဲဇနီးကလည်းထပ်ပြောပါတယ်မမေ့နဲ့ဦးမင်းအခုမောင်းနေတဲ့ကားရဲ့စေရန်ငွေတောင်ငါပေးထားတာအဲ့ဒီအချိန်မှာဘေးကလူတစ်ယောက်ကလည်းလှောင်ပြောင်းပြီးပြောလာပါတယ်မင်းရဲ့အရင်ယောက်ျားကကားပြင်သမားပေါ့ညီလေးယောက်ျားဆိုတာကိုယ့်ကံကိုလက်ခံတက်ရတယ်အစ်စ်မတူတဲ့လူနှစ်ယောက်ကအတင်းတွဲနေရင်မိမကိုဒုက္ခပေးတာပဲအမျိုးသားကငြိမ်ငြိမ်လေးပြန်ပြောလိုက်ပါတယ်သုံးနှလုံးလုံးမင်းပုံကတခါမှမမခဲ့ဘူးဇနီးကချက်ချင်းပြန်ဖြေပါတယ်ဒါပေမဲ့မင်းစင်းရဲတာကအကြီးဆုံးအမှားပဲအမျိုးသားကတက်ပြင်းချပြီးကောင်းပြီမင်းတို့ဆန္ဒအတိုင်းဖြစ်စေရမယ်ဒါပေမဲ့တနေ့ကျရင်နောက်တမရပါစေနဲ့ကွာရှင်းပြီးမကြခင်အမျိုးသမီးတစ်ယောက်ကကားကိုတွန်းလာပြီးမေးတယ်ဆရာကားကိုပြင်ပေးနိုင်မလားရှင့်ညာဘက်တာယာကပောက်သွားတယ်အပိုတာယာကလည်းဖြုတ်မရဘူးကျမအလင်းလိုနေလို့ပါအမျိုးသားကပြုံးပြီးပြန်ဖြေပါတယ်ပြင်ပေးနိုင်ပါတယ်ကားပြင်ရင်အမျိုးသမီးကမေးလိုက်ပါတယ်ရှင်အခုမှကွာရှင်းထားတာလားအမျိုးသားကအံ့ဩပြီးခမည်းမျက်လုံးကတော့တော်တော်ဆူရှာတာပဲကားပြင်ပြီးပတ်စံရှင်းတဲ့အချိန်မှာအမျိုးသမီးကပြင်ကထပ်ပို့ပေးပါတယ်အမျိုးသားကခေါင်းခါပြီးဒီလောက်မယူနိုင်ဘူးတာယာတစ်လုံးလဲတာပဲဒီလောက်မတန်ပါဘူးအမျိုးသမီးကမေးပါတယ်ရှင့်နာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်ကကုချန်အန်းပါအမျိုးသမီးကကားပေါ်တက်ပြီးသူ့လက်ထောက်ကိုဖုံးဆက်လိုက်ပါတယ်လူတစ်ယောက်ကိုစုံစမ်းပေးသူ့နာမည်ကုချန်အန်း